အားလုံးပဲမင်္ဂလာပါရှင်။ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူကတော့လက်ရှိဆိုရှယ်မီဒီယာမှာခင်မမို့ကြီးဖြစ်လို့နေတာပါ။သူအနေနဲ့သားကိုဆုံးရှုံးလိုက်ရတဲ့မိခင်ကြီးပြင်ခန်းစားချက်တွေကိုဖွင့်ရခဲ့ပေမဲ့လည်းလူများကပိုင်တကွန်ဘက်ကသာရက်တည်နေကြတာကြောင့်ပါ။ပိုင်တကွန်ရဲ့မိခင်ကတော့သူကသားသမီးတွေကိုငယ်စဉ်ကတည်းကအလုပ်လုပ်ကရှာဖွေကျွေးမွေးခဲ့တာပါ။ဒါပေမဲ့အရွယ်ရောက်လာချိန်မှာမိဘတွေကိုမတိတတ်တဲ့သားသမီးဆိုပြီးရှင်တွေကခန်းစားချက်ပါဖော်ထုတ်ခဲ့တာပါ။ဒါပြင်ပိုင်တကွန်ကိုလည်းတားဖြစ်ကနေပါထုတ်ပြလိုက်တာပါ။ဒါပေမဲ့လည်းလူများကမိခင်ကိုမတနာပဲပိုင်တကွန်ကသာတားကောင်းလို့ဆိုနေကြတာပါ။ပိုင်တကွန်ရဲ့မိခင်ကတော့သူ့သားထက်ချွေးမဖြစ်သူကငွေတွေကိုပိုင်းလုံးထားတယ်လို့သိရပါတယ်။အခုလက်ရှိမှာတော့မိခင်ဖြစ်သူဒေါ်ကျူဘက်ကနေအတွင်သတင်းဆိုပြီးပြောဆိုသူများရဲ့စကားအရတော့လင်းမြဖို့ကပိုင်တကွန်တို့မိသားစုကိုခွဲခြားဆက်ဆံနေလို့သိရပါတယ်။မိခင်တော်ကျူကသူ့ရဲ့မိခင်နေရာကနေဖူးဖူးမှုတ်တာမျိုးမရှိတဲ့အတွက်ပို့ပြီးတော့ခံပြင်းနေတာပါလင်းမြဖြူဘက်ကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစည်းဝင်တထေးသမီးဖြစ်တာမို့သူ့အနေနဲ့ချင်မိုးတာလေးရှိကောင်းရှိနိုင်တာပါတခြားကျွေးမတွေလိုရောက်ကမကိုဖားတာမျိုးလည်းမရှိသလိုအယောတဝင်မလုပ်တာကပဲမိခင်တော်ကျူအတွက်ခန်းစားရခံနေတာပါဒါကြောင့်မို့လို့လူများကတော့မိခင်တော်ကျူကိုပိုးကြဖြူခင်ရဲ့မိခင်စီမှာတင်တန်းသွားတတ်ဖို့အကြံပေးနေကြတာပါပိုးကြဖြူခင်ကလည်းချမ်းသာတဲ့တတိနဲ့လက်ထပ်ခဲ့တဲ့အတွက်မိခင်ဖြစ်သူကတတိသမတ်ကိုရရှိသွားပါတယ်။ဒါပြင်ပိုးကြဖြူခင်ရဲ့မိခင်ဖြစ်သူကအကိုတွန်းကိုတားချင်းလို့ဆက်ဆံနိုင်နေတာပါ။အကိုတွန်းကိုအပီဖားထားနိုင်တဲ့အတွက်သူ့အတွက်ဆိုရင်ဘာပဲလို့ဖြည့်ဆည်းပေးတယ်လို့တားငယ်ဆုံးကစားတတိသားလို့နေရတာပါ။ဒီလိုနေခွင့်ရတာကပိုးကြဖြူခင်ရဲ့မိခင်ပါနဲ့တာကြောင့်ဖြစ်ပါတယ်။သူသာပါနဲ့လို့ပေါင်းသင်းတော်တဲ့အတွက်တမက်ကငွေအားလုံးကိုထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လေပိုးကြပြူခင်ရဲ့မိခင်ကတတိသမက်ရဲ့ငွေတွေနဲ့ကြွားချင်တိုင်းကြွားခွင့်ရနေတာပါ။ဒါကြောင့်မို့လူများကတော့မိခင်တော်ကျူအနေနဲ့ပိုးကြပြူခင်ရဲ့မိခင်စီကနေခြုံနှင်းများကိုလိလာတင်ယူတဲ့နယ်လို့အကြံပေးနေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်မိခင်ကျူကတားပြစ်သူကိုလည်းဆုံးရှုံးရတော့မလို့ဖြစ်နေတယ်လို့လူများမြင်မှလည်းမကောင်းတဲ့မိခင်ကြီးဖြင့်မြင်ခံနေရပါပြီ။ပိုင်တကွန်ကခုချိန်ထိကိုမိခင်နဲ့ပတ်သက်ပြီးဘာမှရေးသားခြင်းမရှိပါဘူး။ဇနီးနဲ့အတူနှစ်ယောက်တည်းနေရတာကအတော်လေးကိုအေးချမ်းနေလို့သာရေးသားထားတာဖြစ်ပါတယ်။